အားလုံးပဲမင်္ဂလာပါဒီနေ့ coffee လေးတောင်းရင်းနဲ့ coffee talk လေးပြောချင်စိတ်ပေါက်လာလို့ပေါ့နော်ဖြိုးအတိမိတ်ဆွေ OG တာခွန်မီရဲ့အထူးကူစီအောင်မကြီးတယောက်ရှိရပေါ့နော်သူက OG ဆိုတော့ဒီစေကန်းနေမှာလိုက်ထိုင်ပြီးတော့မှစေကန်းကြည့်တယ်ပေါ့စေကန်းထိုင်အဲ့ဒါအပြင် तू ကဘာလုပ်သေးလဲဆိုတော့ခါကြတော့ဖြိုးလိုမျိုးပေါ့ကျမကြီးပညာပေးဟောပြောတာတွေ NGO တွေနဲ့လက်တွဲပြီးတော့လဲလုပ်တယ် consultant တွေအများကြီးလုပ်တယ်ပေါ့နော်အဲ့ဒါတွေမကဘူး तू ကဘာလဲလုပ်လဲဆိုတော့ခါကြ तू မှာရတနာဆိုင်ပေါ့နော်ဒီရတနာလုပ်ငန်းပေါ့အဲ့ဒါလေးလဲဖြိုးဆိုအစဆုံးနေရတယ် तू စပြီးလုပ်ငန်းလေးစကြတယ်လေအခုချိန်ဆိုအောင်မြင်နေပြီပေါ့နော်အဲ့ဒါအပြင်ကိုဘာလုပ်သေးလဲဆိုတော့ခါကြတော့အိမ်ချမ်းမြေအယောင်းဝယ်ရောင်းလိုက်ဝယ်လိုက်ပေါ့အကျိုးဆောင်အဲ့ဒါလေးလဲလုပ်သေးတယ်ပေါ့နော်ဖြိုး तू နဲ့စတည်တဲ့အချိန်ကအသက်35လောက်35လောက်ရှိပြီပေါ့နော် तू ကတော့အရန်တော်တယ်ကိုလေးစားအားကြရတယ်ပေါ့ကိုကတော့ဘယ်တော့မှသူ့လိုဖြစ်မှာမဟုတ်ဘူးပေါ့နော်ကိုအဲ့လိုမျိုးအဲ့ချိန်တော့တွေးခဲ့တာပေါ့အဲ့ဒါပြီးတော့ဖြိုးကဒီ Europe မှာပေါ့ scholarship ရလို့ master သွားတက်တယ်အဲ့လိုသွားတက်တဲ့အချိန်မှာဆိုရင်ဖြိုးနဲ့အတန်းတူတက်တဲ့သူတွေကကြတော့ဖြိုး10နှစ်လောက်နေတယ်ပေါ့ဖြိုးဆို24 25ပေါ့အဲ့ချိန်မှာသူက master လာတက်တယ်ပေါ့နော်တော်တော်များများဒီကိုပတ်စံနဲ့ကိုလာတက်တာအဲ့တော့ကိုပတ်စံနဲ့ကိုဆိုတော့ခါကြတော့ဖြိုးတော့မိဘတွေရဲ့ပတ်စံပေါ့နော်လို့ထင်ကြမှာပေါ့နော်တကယ်တော့မိဘတွေကချမ်းသာတယ်ဥပမာအဖေကဘန်လုပ်ငန်းပိုင်ရှင်တတိတို့အမေကကြတော့ဒီ cosmetic chain တွေပိုင်တာတို့နော်ချမ်းသာတယ်ဒါပေမဲ့သူသမီးပေါ့နော်သမီးကြတော့ကြည့်ရရိုးရိုးလေးပေါ့နော်ဝတ်စားအဲ့လိုမျိုးလည်းမထင်အောင်အဲ့နဲ့ဖြူကမေးကြည့်တော့ခါကြ तू ကဒါသူ့ပတ်စံနဲ့ तू တက်တာတဲ့အဲ့တော့ तू ကနင်ဘာတွေလုပ်လဲပေါ့ကြောင်းတက်ရင်းနေဆိုတော့ तू ကအားတဲ့အချိန်မှာခုနပြောသလိုဒီ guide တွေနော် part time တွေ consultant တွေလုပ်တယ်အဲ့လိုပဲအပြင်ဆိုင်တွေမှာလည်းဒီဝန်ထမ်းပေါ့နော်part time တွေလုပ်တယ်ပေါ့နော်အဲ့လိုလုပ်ရင်းနဲ့လည်း master ကိုလည်း तू ကတော်အောင် assignment တွေ group work တွေလည်းလက်လန်းမီအောင်လုပ်နိုင်သေးတယ်အဲ့တော့ဖြိုးစဉ်းစားတာပေါ့နော်အဲ့ဒါပြီးတော့ပြန်လာတဲ့အချိန်မှာဖြိုးကစဉ်းစားတာဒီ OG အမတို့ဒီဖြိုးပြောတဲ့ကလေးတွေပေါ့နော်ဒီ Europe ကဒီကလေးတွေလို့ဆိုတော့သူတို့ကပေါ့နော်ဘလို့များအချိန်ကြီးရလဲပေါ့နော်ဘလို့များဒါမျိုးတွေပေါ့နော်လုပ်တဲ့ energy တွေရတယ်ပေါ့အဲ့မှာဖြိုးကကိုဘာတွေးမိသွားလဲဆိုတော့တကယ်တမ်းတော့ဖြိုးကကိုမျှနေတာပေါ့နော်တိတာတော့တော်တော်ကြာသွားပြီအဲကြောင့်အခုလူငယ်တွေနောက်မကြောင်မျှဝေပေးတာပေါ့နော်မနေ့ဆိုရင်9နာရီ9နာရီထားပါတော့ရုံးချိန်ကိုသွားတယ်တနေ့လုံးဒီရုံးမှာပဲဒီရုံးလုပ်တွေကိုစူးစမ်းပန်းစားပေါ့ကိုယ့်ရဲ့ energy အကုန်လုံးလုပ်တယ်ဖြိုးကပြန်လာပြီးရင်ညနေရောက်တော့ငါပင်ပန်းလိုက်တာငါနားအောင်မှစရီလေးဆိုငါပင်ပန်းလိုက်တာအဲ့လိုတွေးခဲ့တာပေါ့တကယ်တော့ကြံရင်ကျိတ်ဆက်တယ်ကြံတွေ့ဘူးမလားကြံရင်ကျိတ်တယ်ရှေ့ရောက်သွားတယ်နောက်ကိုပြန်ပြီးကျိတ်တယ်ရေကထွက်လာတော့ကုံသွားရင်တင်ဆက်ကျိတ်တယ်ဆက်ထွက်တယ်ဆက်ထွက်ဆိုလိုချင်တာဗာလဲဆိုတော့ခါကြတော့ကျိတ်လေကြံရည်တွေကထွက်လေပဲကိုတိုင်းနဲ့အဲ့လိုပဲကိုမညာပဲနဲ့ကိုကနေပြီးတော့မှငါလုံနိုင်တယ်ဆိုတဲ့ဟာပေါ့နော်ညစ်လေတကယ်တမ်းထွက်တယ်ပေါ့အဲ့တော့ယူရိုကပြန်လာပြီးတဲ့နောက်မှာဖြူက main job ကိုလည်းလုပ်တယ်ဒါပေမဲ့ main job တစ်ခုထဲမှာပဲ energy တွေအကုန်လုံး focus မထားဘဲနဲ့ကိုလည်းမညာပဲနဲ့တခြားဒီအပြင်မှာလူငယ်တွေကို support လုပ်တဲ့ဒီအလုပ်တွေเนาะဒီ talk ပြောတာမျိုးတွေပေါ့เนาะဒါ volunteer တွေเนาะ mission နဲ့မှာဆိုဖြိုးပြောရပေါ့အဲ့ဒါတွေလုပ်တယ်ဒီပရာဟိတပေါ့လူတာတွေလည်းလိုက်လုပ်တယ်အဲ့ဒါအပြင်ဖြိုးဝါသနာပါတယ်ပေါ့ဒီ playlist ပိုင်းဖြိုးပေါ့เนาะအဲ့တုန်းကတော့ဒါဖြိုးကကျတော့တချင်းတွေဝါသနာပါတယ်ဆိုတော့အဲ့ဒါလေးကိုလည်းဖြိုးစပြီးတော့လုပ်ထားတယ်ပေါ့เนาะအဲ့တော့ဖြိုးကတော့သူတို့တွေလူမျိုးဒါပတ်စံတော့ဒီရတာမဟုတ်ဘူးဖြိုးလုပ်တာဒါပေမဲ့ဘာရလဲဆိုတော့ခါငါအများကြီးလုပ်နိုင်တယ်เนาะငါကကြံရင်ကျိတ်ဆက်ထဲကကြံပတ်လို့ပဲငါဒီညစ်လေထွက်လေငါမှအရေးချင်းနေရှိတယ်ဆိုတာကိုက highlight လုပ်ပြီးသိရှိသွားတယ်ပေါ့အဲ့တော့ဖြိုးတယောက်တည်းမဟုတ်ပါဘူးဒါကဖြိုးကတော့တယ်လို့ပြောချင်တာမဟုတ်ဘူးလူတိုင်းကအတူတူပဲပေါ့နော်လူတိုင်းမှာကိုယ့်ရဲ့အရေးချင်းတွေ capacity တွေရှိတယ်ဒါကိုခုနပြောသလိုပေါ့နော်ငွေဒီ professional ဒီပတ်စံရတဲ့အလုပ်တစ်ခုကိုပဲဒါပတ်စံအရေးကြီးတယ်နော်အဲ့တော့ပတ်စံရတဲ့အလုပ်တစ်ခုကိုပဲကိုက energy တွေသုံးပြီးတော့မှကိုအခုခေတ်ကပို့ဆိုးသေးတယ်ပေါ့နော် self love တွေ self care တွေရှိရမှာဆို self love တွေအရန်ကိုချစ်ပြီးတော့နော်ညာနေလို့လည်းမရပါဘူးအဲ့တော့ကိုလည်းကြံရည်ကျိတ်ဆက်ထဲကကြံဖတ်တယ်လို့မျိုးပဲသဘောထားပြီးတော့မှရအောင်ညှစ်ပြီးတော့မှလုပ်တယ်ဆိုလို့ရှိရင်ဒီထက်ပိုပြီးတော့မှကိုကတောက်ပါလာမှလို့ပြောရင်းနဲ့အားလုံးပဲတတ